နှလုံးသွေးကြွခြင်းချင်းတင့်ခန္ဓာကိုယ်ရဲ့ကအချိန်ကြိုက်ဖို့ခမအရင်ခါတဲ့ဆိုင်အမောမခံနိုင်တော့ဘူးလားလက်နဲ့ရှောင်းယုံနဲ့အင်ဘက်ထဲကတင်းကျပ်လာပြီလားဒါဟာတင့်နှလုံးသွေးကြောတွေ90ရာခိုင်နှုန်းကျော်ပိတ်နေပြီဆိုတဲ့နောက်ဆုံးတတိပိချက်ဖြစ်နိုင်ပါတယ်သွေးကြောချင်းတာဟာအတန်တိတ်လူသက်သမားတင့်အိမ်တန်းရောက်နေတာနဲ့အတူတူပါပဲတွင်လန်းကြောင်းစင်းမြောင်းလာခြင်းအထရိုစကေလိုစစ်တေကြောချင်းနာဟာတရထဲနဲ့ဖြစ်တာမဟုတ်ပါဘူးခမားနှစ်ပေါင်းများစွာစားခဲ့တဲ့စီဂျော်ရီစလိတ်တွေကတေကြောနေရမှာအစီရီတဖြည်းဖြည်းလာကတ်နေတာပါအင်းတုံးရေပိုက်ထဲမှာအနေရီတက်လာတဲ့လူမျိုးတေတွာလန်ချင်းလာတဲ့အခါတင်းငလုံးကအောက်ဆီဂျင်မလုံလောက်တော့ပဲတဖြည်းဖြည်းချက်သားတွေအားနေတာပါတော့တယ်ဘာမှမအောင်လို့စိတ်ချနေရပြီလားအဆိုးဆုံးကဘာလဲတိကတေကြောချင်းနာဟာ85ရာခိုင်နှုန်းလောက်အထိပိတ်မသွားမချင်းပါလက္ခဏာမှမပြတတ်တာပါပဲခမရဘာမှမဖြစ်ဘူးလို့ထင်နေတဲ့အချိန်မှာတိတ်နှလုံးသွေးကြောကအပေါက်လောက်ပဲကျန်တော့တာဖြစ်နိုင်ပါတယ်လက္ခဏာပြတဲ့နေ့ဟာခမရစိတ်ုံတင်ရမယ့်နေ့ဖြစ်သွားပါလိမ့်မယ်ဒီအချက်တွေရှိနေရင်တော့အပေါ့ပါနဲ့တော့လေကားတက်ရင်ရင်ဘတ်ထဲတင်းကျပ်လာခြင်းအရင်ကထက်တိတိတတ်တာအမောမြန်လာခြင်းအစာစားပြီးရင်ဘတ်ထဲနေလို့မကောင်းခြင်းအရင်ကအေးစိတ်တက်နိုင်တဲ့လေကားကအခုခမရအတွက်တောင်တဲရတယ်လို့မောနေပြီလားလမ်းလျှောက်ရင်ဘတ်ထဲမှာတခုခုနဲ့ဖိကားတယ်လို့ဖန်ဆားရလားဒါဟာတင့်ကလုံးစီကိုသွေးမလောက်တော့ဘူးလို့အချက်ပေးနေရပါသွေးကြောကိုပြန်ရှင်းဖို့အချိန်ရှိပါသေးတယ်1သွေးနဲ့အဆီတက်ကိုလက်စထရောကိုအမြဲစစ်ပါ2စီကြောနဲ့အချိုးအပြက်ဖြတ်ပါ3ဆရာဝန်ပေးတဲ့သွေးကြဲဆေးကိုပုံမှန်တောက်ပါတေကြောချင်းတာကိုကုလို့ရပါသေးတယ်အစီတွေအမြင်စစ်ပါဆရာဝန်ညွှန်ကြားတဲ့အတိုင်းနေထိုင်ပါအခုကတည်းကမဖြစ်ရင်တော့ခမရဲ့နောက်ဆုံးခရီးကတေကြောပိတ်ပြီးနှလုံးရက်တာပဲဖြစ်ပါလိမ့်မယ်ခမရောအခုတလောအရင်ကထက်ပုံမောနေသလိုခံစားရလား comment မှာပြောခဲ့ဦးနော်ဒီဗီဒီယိုကိုလည်းခမတို့အဖေအမေတွေနဲ့ဆွေမျိုးတွေစီ share ပေးလိုက်ပါသူတို့ရဲ့အသက်ကိုကယ်ဖို့အချိန်မိပါစေအောင်နောက်ထပ်ဒီလိုကျမရဲ့ဘူးသူကတွေထပ်တည်ချင်ရင်တော့follow လုပ်ထားဖို့မမေ့ပါနဲ့